အခုသမီးလို့သူကလာဆွန့်ပြတယ်သမီး9000တောင်ရှိရမငုံနဲ့ငိုစရာမဟုတ်ဘူးကိုကတော့သိတယ်မို့လားကိုကတော့သိရမို့လားဟုတ်ပြီသူ့အိမ်ကိုပြန်ပို့မအောင်သူကကြာဟာလားအိမ်ကသားသမီးရဘာဖြစ်လို့တော့ဟိုဇနီးရောရှိတာမိန်းမရောရှိသေးလားမိန်းမလည်းရှိသေးတယ်ကျွန်တော်တို့ကဇရာရှုံဆိုလို့ဟိုတေချာလေးကတော့နော်ဆာရဆရန်ကတော့တေချာလေးလုပ်ပါဒီမှာလာဆွန့်ပြတာသိတယ်ဆိုရင်သိတဲ့ကြောင့်အမားတောင်းဝင်ယူရဆိုရင်ဒီအပိုင်ရက်ွက်လူကြီးကိုခေါ်ပြီးတော့မှထောက်ခံချက်လေးတော့လုပ်ပေးနော်ကျွန်တော်ဘက်ကတော့အခုပြန်လာနဲ့ချိတ်ဆက်ထားလိုက်မယ်ငွေကြီးကတော့တက်နိုင်လားမတက်နိုင်လားဆိုတဲ့ပုံကတော့ကျွန်တော်တို့လူခံတော့ကြည့်ပါဦးမယ်ဟုတ်ကဲ့ဆရာရှိတယ်ဆွမ်းနာဆက်တဲ့ဖုန်းဟုတ်ကဲ့ဆရာနော်အဲ့တော့ဟိုဖြစ်ပြီမယ်ချိတ်ပြီးရင်ပြန်ပြောမယ်ဒီညနေအမဘက်ကကျွန်တော်ဘက်ကခွင့်ပြုချက်ရနဲ့အဲ့ဆာစတန်လေးတော့လုပ်ထားပုံမှာရောက်ပြီးသွားလို့ဆိုရင်လည်းပြန်လာလို့တော့မရဘူးနော်အသက်က60အရင်ဘာလုပ်တာတော့ဒီမှာတာယာဆိုင်နဲ့တာယာတဲ့လေးထုတ်ပါလို့လေးထုတ်ချက်ပါသမီးကလာဆွင့်ပြတဲ့သမီးကတက်ဘလောက်ရှိပြီတော့ဟုတ်ပါပြီအဲ့တော့သူတို့ကိစ္စပါမိသားစုကိစ္စရတော့ကျွန်တော်မေးတာမဟုတ်သဘောတရားလေးလောက်ပဲမေးရနော်ဟုတ်ပြီကျွန်တော်ဟိုလောက်အောင်မယ်နော်ပြင်ဆင်ပြီးတော့ပြန်ပြောမယ်လားဒါလေးပါဘာလို့ဆိုစီးရကိုစားမပါဝေစားဘာနော်ဆာဆန်တက်တယ်ဆာဆန်ဟိုဖြစ်ပါအခုသမီးလို့သူကလာဆွင့်ပြတယ်သမီး9ယောက်ရှိသမီး9000တောင်ရှိရမငုံနဲ့ငိုစရာမဟုတ်ဘူးကိုကတော့သိတယ်မို့လားကိုကတော့သိရမို့လားဟုတ်ပြီသူ့အိမ်ကိုပြန်ပို့မအောင်သူကကြာဟာလားအိမ်ကသားသမီးရဘာဖြစ်လို့တော့ဟာလည်းဘာဖြစ်လဲဟိုဇနီးရောရှိတာမိန်းမရောရှိသေးလားမိန်းမလည်းမိန်းမလည်းရှိသေးတယ်ငယ်လေးတယောက်ရှိအဲ့လိုဟုတ်တယ်လားကျွန်တော်တို့ကဇရာရှုံဆိုလို့ဟိုတေချာလေးကတော့နော်ဆာရဆရန်ကတော့တေချာလေးလုပ်ပါဒီမှာလာဆွန့်ပြတာသိတယ်ဆိုရင်သိတဲ့ကြောင့်အမားတောင်းဝင်ယူရဆိုရင်ဒီအပိုင်ရက်ွက်လူကြီးကိုခေါ်ပြီးတော့မှထောက်ခံချက်လေးတော့လုပ်ပေးနော်ကျွန်တော်ဘက်ကတော့အခုပြန်လာနဲ့ချိတ်ဆက်ထားလိုက်မယ်ဟုတ်ကဲ့ပါနော်ငွေကြီးကတော့တက်နိုင်လားမတက်နိုင်လားဆိုတဲ့ပုံကတော့ကျွန်တော်တို့လူခံတော့ကြည့်ပါဦးမယ်ဟုတ်ကဲ့ဆရာနော်ဟုတ်ကဲ့ဆရာဖုန်းနဲ့ယူရတယ်ရှိတယ်ဆွမ်းနာဆက်တဲ့ဖုန်းဟုတ်ကဲ့ဆရာနော်အဲ့တော့ဟိုဖြစ်ပြီမယ်ချိတ်ပြီးရင်ပြန်ပြောမယ်ဒီညနေအမဘက်ကကျွန်တော်ဘက်ကခွင့်ပြုချက်ရနဲ့အဲ့ဆာစတန်လေးတော့လုပ်ထားပေးဆာစတန်ရမှကျွန်တော်တို့ကတည်လို့ရမှာမဟုတ်ဘူးဆိုရင်ဒီတိုင်းပလိန်ခေါ်သွားလို့မရဘူးဟုတ်ကဲ့နော်ဆရာဒီမှာကျွန်တော်အကြီးကရင်တိုင်နေစီပုံမှာရောက်ပြီးသွားလို့ဆိုရင်လည်းပြန်လာလို့တော့မရဘူးနော်အသက်က6065အရင်ဘာလုပ်တာတော့ဒီမှာတာယာဆိုင်နဲ့တာယာတဲ့လေးထုတ်ပါလို့လေးထုတ်ချက်ပါပြောပြလေသမီးကလာဆွင့်ပြတဲ့သမီးကတက်ဘလောက်ရှိပြီတော့30ကျော်အိမ်အောင်ရှိလားသမီးရအောင်โอเคဟုတ်ပါပြီအဲ့တော့သူတို့ကိစ္စပါမိသားစုကိစ္စရတော့ကျွန်တော်မေးတာမဟုတ်သဘောတရားလေးလောက်ပဲမေးရနော်ဟုတ်ပြီကျွန်တော်ဟိုလောက်အောင်မယ်နော်ပြင်ဆင်ပြီးတော့ပြန်ပြောမယ်လားအောင်ဖုန်းနဲ့ဒါလေးပါဘာလို့ဆိုစီးရကိုစားမပါဝေစားခေါင်းနဲ့ဒီခေါင်းနဲ့ဒီမှာနေအောင်သိမမဟိုသွားရတာချိတ်ပြီးပထမအမကိုနာပရာနေတော့ကွာစစ်တာငါးတောင်းကနေတောင်းပြီးပြီအဲ့လိုမျိုးလည်းဒီတော့ပုံစံတက်ပုံစံတွေသူတို့မှရှိတယ်လို့ဒီကကားစစ်စစ်ပြီးလိုက်ပို့နေအဲ့ဒီဆိုမတော်တော့ဆုံးနေရတယ်ဒီနေ့တကယ်ကြောက်ပါနော်တကယ်ကြောက်ပါဆုံးနေရတယ်ပုံပဲလို့သူလည်းပဲပုံရမယ်တော့ခါတကယ်အားကိုပေါ်ပါတယ်ဒါလို့ကြောက်ဒါလို့ရတာတဘာဝရောက်တော့ဒီမှာဆောရှိတယ်ဒီနေ့ရောက်လာတာဒီနေ့ဆို9ရက်ချာရှိတယ်ရက်ကွက်ဒီမှာလာဆွန့်ပြသွားကြောင်းမှန်ကန်ကြောင်းရက်ကွက်သက်ဆိုင်ရာထောက်ခံချက်ယူရလူလူကြီးပိုင်းကြီးလည်းလိုက်ပြီးတက်တည်မလို့တက်တည်ကအမားတက်တည်လည်းမလို့စာရွက်စတန်းကတက်တည်ဟုတ်ကဲ့နော်စာရွက်စတန်းကတက်တည်ဆာစတန်းဟိုဖြစ်ပါနော်သူနာမည်သူအသက်လက်ခင်ပင်မှာနေရာတော့ဆိုတဲ့ဟာနဲ့ပြီးတော့ဒီမှာလာပြီးတော့ဟိုမှာဒီပိုင်းနဲ့ဒီပိုင်းကိုမေးပြီးတော့မှဒီပိုင်းကရက်ကွက်လူကြီးစီမှာလာရောက်ဆွန့်ပြတာမှန်ကန်မှာကြောင်းဆိုရဲစာရွက်ပါမှကျွန်တော်ဖုန်းဆက်လိုက်ကျွန်တော်လာပြီးတော့ကူညီပေးမယ်ပြီးတော့ဟိုကကျွန်တော်တို့ပတ်စံ2သိန်း3သိန်းလောက်တော့လူရတယ်ဟုတ်ကဲ့ဘာလို့ဆိုသူ့ရဲ့စောင်းရှင်တော်ကောင်းဘာညာကိစ္စဟုတ်ကဲ့အဲ့လိုမျိုးလေးရအစားရှိနော်ကျွန်တော်ဒီညတော့အလူခံကြည့်ပါဦးမယ်ဟုတ်ကဲ့နော်ကျွန်တော်ဒီမှာလည်းစူးစမ်းရေးပိုင်းနဲ့ရှာကြည့်ရတယ်အောက်ကအဲ့လောက်ကြီးပူခြင်းဒီနေ့ကတော့အပူခြင်းကနည်းပါတယ်36ပဲရှိရဆိုဟိုမြောက်တူတနေဘုံဒီမှာနေမြောက်အပြင်ထုတ်ပေးတယ်မိလင်းတော့ဒီမှာပေါင်တယ်ဒီမှာမှောင်တဲ့ခြေနေပိုင်းကိုက်မှဆိုလို့အပြင်မှာရွှေ့ထားတယ်။မနေ့ကဆိုကိုရီမအားလို့ဆိုတော့ဒီဘဘကိုကြီးကတော်တော်လေးကိုမှစင်ကောင်းဖြစ်မိပါတယ်ရှင်မိဘဆိုတာတကယ်ကိုမှအစားထိုးမရနိုင်တဲ့ယတနာပေါ့နော်မိတ်ဆွေတို့ပတ်ဝန်းကျင်မှာရောဒီအဘလိုကိစ္စမျိုးအဖြစ်တူတွေအလားတူများရှိခဲ့မယ်ဆိုရင်ကွန်မန့်မှာအားလုံးတရားမှန်းခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ရှင်